ကျမလေး manifest တစ်ခုအောင်မြင်တယ်ပေါ့နော်ဘယ်နေ့အောင်မြင်တာလဲဆိုပြီးခဲ့တဲ့2ရက်မြောက်ကအောင်မြင်တာပေါ့ဒီနေ့အင်္ဂလိပ်လို20ရက်နေ့ဆို18ရက်နေ့ရပါတော့ကျမမှာ manifest တစ်ခုအောင်မြင်ပါတယ်အဲ့ဒီအောင်မြင်တဲ့ manifest ကလေကျမအောင်မြင်မှန်းကိုသိတဲ့အချိန်မှာပေါ့နော်ကျမအရန်ရည်ကျင်သွားတာပေါ့နော်အရန်ရည်ကျင်သွားတယ်ဆိုတော့ပြောရှင်ပါတယ်manifest ဆိုတာလေလူတိုင်းအောင်မြင်ခြင်းကြတာကြီးတယ်နော်ကိုဖြစ်ရှင်တဲ့အရာတွေဖြစ်ရတာဆိုတော့လေအဲ့ဒါကြောင့်မလို့ကျမပထမဆုံးမှာလေဟဲဆိုပြီးတော့မှအန်အောသွားတယ်ပေါ့နော်အန်အောသွားပြီးတဲ့အချိန်မှာရည်ကျင်တဲ့အတူတူပေါ့နော်ကျမမိတ်ဆွေတွေကိုလည်းကျမအကျယ်တဝင့်ပြောကျင်တယ်ပေါ့နော်အကျယ်တဝင့်ပြောကျင်တယ်ဆိုတာကျမအောင်မြင်တဲ့ manifest ကအကြီးကြီးမဟုတ်ဘူးဒါပေမဲ့လို့အလွန်ကိုပဲအန်အောစရာကောင်းတဲ့အချက်လေးကိုကျမပြောပြမယ်ဒါကကျမမှတ်စုရေးတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်ထဲမှာမှတ်စုအကြောင်းအရာလေးတွေရေးရင်းနဲ့ဒီနောက်ကျောမှာကျမအကြောင်းအရာလေးတစ်ခုချရေးလိုက်တယ်အဲ့ဒီချရေးလိုက်တဲ့အကြောင်းအရာလေးကဘာလေးလဲဆိုလို့ရှိရင်နည်းနည်းလေးရည်စရာကောင်းပေမဲ့ကျမအတွက်ကတော့အလွန်ဖိုးတန်တာပေါ့နော်အလွန်ဖိုးတန်တယ်ပြီးတော့အံ့ဩစရာကောင်းတဲ့စိတ်ရစွမ်းအင်အကြောင်းကိုကျမပြောပြမယ်အဲ့ဒါဘာတော့ဆိုတော့ကျမပေါ့နော်လွန်ခဲ့တဲ့2024ခုနှစ်က2024ခုနှစ်ရဲ့နှစ်ဝက်လောက်ကထင်တယ်နော်နှစ်ဝက်လောက်ကပေါ့နော်အဲ့လောက်ကကျမရေးခဲ့တဲ့ရက်စွဲလေးကိုတော့မမှတ်မိတော့ဘူးပေါ့နော်ဒီစာအုပ်ရဲ့နောက်ကျောလေးမှာကျမရေးခဲ့တာအဲ့ဒီရေးတဲ့အချိန်ကမှတ်ရလေးည7:00နာရီပါကျမအဲ့ဒါကတိတိကျကျမှတ်မိနေတယ်ဘာလို့လဲဆိုတော့ကျမအဲ့တော့ notes တွေရေးနေရင်းနဲ့မှာပေါ့နော်ည7:00နာရီလောက်အချိန်မှာကျမဖြစ်ချင်တဲ့ဆန္ဒပေါ့နော်3-4ခုရှိတယ်အဲ့ဒီ3-4ခုကိုဒီစာအုပ်ရဲ့နောက်ကျောလေးမှာကျမချရေးလိုက်တယ်အဲ့ဒီရေးလိုက်တဲ့အချိန်မှာကျမရင်ထဲမှာလေလှိုက်လဲနှစ်ကာနဲ့ကျမရင်ထဲမှာဒီဆန္ဒတွေတကယ်ဖြစ်ချင်နေတာကိုလေရင်ထဲကနေပြီးရေးလိုက်တဲ့အချိန်မှာဖြစ်နေတာဆိုတော့ဗောနော်အဲ့လိုဖြစ်နေပြီးတဲ့အချိန်မှာကျမဒီဟာလေးကိုရေးပြီးသွားတဲ့အချိန်မှာအဲ့ဒီစာအုပ်လေးကိုဗောနော်ကျမပထမတော့ဗောနော်ဒီစာအုပ်ကလေးကိုဒီနာထားလိုက်ဟိုနာထားလိုက်နဲ့ထားဒါပေမဲ့နောက်ကြတော့ကျမဒီစာအုပ်လေးထဲမှာငါဖြစ်ချင်တဲ့အကြောင်းအရာလေးတွေကိုဒီစာအုပ်ရဲ့နောက်ကျောလေးမှာကျမရေးထားတာဆိုတော့သူများတွေမြင်သွားရင်ပေါ့နော်ကျမသူများတွေကတယောက်မှကျမစာအုပ်ကိုဖွင့်ဖတ်လိုက်လို့ဟဲ့သူဒါတွေဖြစ်ချင်နေပါလားလို့မြင်သွားတယ်ဆိုလို့ရှိရင်ကျမနည်းနည်းရှက်သွားမှာပေါ့နော်အဲ့လိုမျိုးနည်းနည်းရှက်သွားမှာဆိုတော့ကျမဒီစာအုပ်ကလေးကိုဖွက်ထားပြီးတော့ငါ2024ခုနှစ်ကကျမအမြဲတမ်းပေါ့နော်ဒီစာအုပ်ကလေးကိုပြန်မကြည့်တော့ပြန်လည်းမကြည့်တော့ဘဲနဲ့ကြည်လည်းမကြည့်ကျင်တော့ဘူးပေါ့နော်မကြည့်ကျင်တော့ဘာဖြစ်လို့လဲဆိုလူတိုင်းဟာလေကိုလိုချင်တဲ့အရာလေးကိုပြချင်တဲ့အရာလေးပြောရလို့ရှိရင်တော့လိပ်ပြမလုံတာပေါ့နော်ရပါမလားလို့လေအဲ့လိုမျိုးတွေးမိတာလေးပေါ့နော်တွေးမိတာလေးဟုတ်ပါမလားဆိုကိုလည်းတကယ်တော့လေရုံမတန်တရားတွေအဲ့ဒီတုန်းကရှိသေးတဲ့အပြင်ကိုမှလေဒါလေးကိုရေးလိုက်တဲ့အချိန်မှာတော့တကယ်ကိုပဲငါဖြစ်ပြီဆိုတဲ့ဆန္ဒနဲ့ရေးတာပေါ့နော်အဲ့တော့ရုံမတန်တရားလေးကလည်းရှိသေးတယ်ဒါပေမဲ့လို့ကျွန်မအဲ့ဒါလေးကိုပေါ့နော်ဒီစာအုပ်ကလေးကိုဖွက်ထားအမြဲတမ်းပဲဖွက်ထားသူများမြင်မှာဆိုလို့ဖွက်ထားရင်းနဲ့ကျွန်မဒီထဲမှာလေအဲ့ဒီကာလတစ်လျှောက်တည်းမှာလေဒီစာအုပ်ထဲမှာရေးခဲ့တဲ့အကြောင်းကိုလုံးဝမစင်စားတော့ဘူးပေါ့နော်လုံးဝမစင်စားတော့ဘူးအမြဲတမ်းပဲဖွက်ထားပြီးတော့အခု2026ကိုရောက်တဲ့အချိန်မှာဒီစာအုပ်ကလေးကိုကျွန်မကြည့်လိုက်ကောဟာဆိုပြီးအန်အောထားတာပေါ့နော်ဘယ်လောက်ဒီမြန်အန်အောသွားလဲဆိုဒီစာအုပ်ထဲမှာကျမဖြစ်ချင်တဲ့အကြောင်းအရာဒီ1ချက်2ချက်3ချက်4ချက်5ချက်ရေးထားတာပါအဲ့ဒီ5ချက်ရေးထားတဲ့အထက်ကနေပြီးတော့ပေါ့နော်ကျမဒီအချက်4ချက်အားလုံးအောင်မြင်နေတာဖြစ်ပါတယ်အဲ့ဒီတော့ပေါ့နော်ကျမအရန်ကိုဝမ်းသာသွားတာပေါ့နော်အရန်ဝမ်းသာပြီးတော့မှလေကျမမိတ်ဆွေတွေကိုကျမတအားကိုပြောပြခြင်းတဲ့အကြောင်းအရာရှိတယ်အကြောင်းအရာကဘာလဲဆိုလို့ရှိရင် manifest ဆိုတာတကယ်လို့ပါတကယ်ကိုဖြစ်တယ်ဆိုတာပြောချင်တာဖြစ်ပါတယ်အဲ့ဒီတော့လောက်ပြီးတဲ့အချိန်မှာနေ့တိုင်းဖြစ်ပါမလားမသိဘူးစာအုပ်ကြီးကိုကြည့်လိုက်ငါအခု555တွေရေးနေတယ်ဖြစ်ပါမလားမသိဘူး369ရေးနေတယ်ဖြစ်ပါမလားမသိဘူးဆိုပြီးတော့မှစိတ်ထဲကနေပြီးတော့မှပေါ့နော်အမြဲတမ်းတွေးတော့ပြီးတော့ကြောက်မနေပါနဲ့ကျမဒါကိုရေးတာလေ369လည်းမဟုတ်ဘူး555လည်းမဟုတ်ဘူးဘာမှမဟုတ်ဖ ೇನೆ ကျမစိတ်ထဲမှာနှစ်ကာနဲ့ကျမရင်ထဲမှာဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုကိုအဲ့ဒီနေ့ညကည7:00နာရီမှာကျမရေးခဲ့လိုက်တာဖြစ်ပါတယ်အဲ့ဒီတော့ကျမမိတ်ဆွေများနေ့တွေမရွေးပါဘူးရက်တွေလည်းမရွေးဘူးအတိတ်ကကိုယ့်စိတ်ထဲမှာကိုယ့်ရဲ့ပေါ့နော်ဘယ်လိုပြောရမလို့ဆိုရင်ကိုယ့်ရဲ့ energy တွေဟာလည်းအရန်ကိုကင်နေတယ်ဆန္ဒတွေကလည်းတအားဖြစ်ချင်နေတဲ့အချိန်မှာလေအဲ့ဒီညကရေးလိုက်တဲ့အချိန်မှာလေကျမရင်ထဲမှာလေလှုပ်ရှားပြီးတော့မှဘလို့ဖြစ်နေလဲဆိုလို့ရှိရင်ရင်းထဲမှာလည်းပေါ်ပါလွတ်လပ်နေတာဒါကိုရေးလိုက်ပြီးတဲ့အချိန်မှာလေတကယ်ပေါ်ပါလွတ်လပ်နေတာအဲ့တော့အဲ့ဒါကိုရေးပြီးတဲ့အချိန်ကစပြီးတော့လေကိုလိပ်ပြမလို့လို့ဒါလေးကိုလည်းပြန်မကြည့်ခဲ့ပါဘူးတကယ်မကြည့်ခဲ့ဘူးပေါ့နော်အခုကြည့်လိုက်တဲ့အချိန်မှာအချက်5ချက်ရေးခဲ့တာမှာ4ချက်လုံးပြည့်စုံနေပါပြီအဲ့ဒီနောက်ထပ်5ခုမြောက်ကလည်းပဲပေါ့နော်တကယ်တော့ပြည့်စုံခြင်းကိုရောက်ရှိနေပါပြီအလုံးစုံ 100% မဟုတ်သေးဘူးပေါ့နော်တကယ်ကိုပြည့်စုံခြင်းလမ်းမပေါ်ကိုရောက်ရှိနေပါတယ်အဲ့တော့ကျမရဲ့ manifest ကကြီးမားလားဆိုမဟုတ်ဘူးပြောပြရင်အရင်ရည်စရာကောင်းလိမ့်မယ်ဒါပေမဲ့လို့ကျမမိတ်ဆွေတွေအခုဘာဖြစ်ချင်တာလဲဘ
ဖြစ်ချင်တဲ့အကြောင်းအရာကိုရေးထားပါချပြီးရေးထားပါအဲ့ဒီရေးထားပြီးလို့ရှိရင်တော့ကျမအောင်မြင်တာကိုပြောပြရနော်အဲ့လိုရေးထားပြီးရင်တော့ကျမမိတ်ဆွေများဘယ်နာပဲဖွက်ထားတာကြိုက်တဲ့နေရာကိုဖွက်ထားပါတစ်ချိန်ကျရင်ပြန်ပြီးလှမ်းကြည့်ပါနော်ငါအောင်မြင်ပြီလားမအောင်မြင်ဘူးလားဆိုတာကျမမိတ်ဆွေများသိပါလိမ့်မယ်အဲ့တော့ကျမအခုပြောချင်တယ်ကျမမိတ်ဆွေတွေကိုလေဘလို့ပဲရေးချင်တာရေးပါစိတ်ထဲကနေပြီးတော့အဲ့ဒီအချိန်မှာပေါ့နော်ကျမမိတ်ဆွေများစိုးရိမ်စိတ်တော့မရှိနဲ့လို့ပြောချင်တယ်ကျမဒီစာကိုရေးတဲ့အချိန်တော့တကယ်တော့ကောင်းနေပေါ်မှာကိုယ်စိတ်တွေရောက်နေသလိုကိုပဲစိတ်ကြီးရလေဟာလာဟင်းလင်းကြီးဖြစ်ပြီးတော့ရေးလိုက်တာအဲ့ဒီညကိုကျမမှတ်မိတယ်ပေါ့နော်အဲ့တော့အဲ့လိုစိတ်ကိုလွတ်လွတ်လပ်လပ်ပေါ့ပါလေးနဲ့ရေးပါတကယ်ဖြစ်နေပြီလို့တော့ကျမမတွေးခဲ့ဘူးအမှန်တိုင်းပြောတာပေါ့နော်စိတ်ထဲမှာပေါ့ပါနဲ့ရေးတာလေးဟာတကယ်ကိုပဲအခု2026ရဲ့အခု3လပိုင်းပေါ့နော်3လပိုင်းမှာဒီ5ချက်ထဲမှာပေါ့နော်4ချက်ကပြည့်စုံသွားပြီတစ်ချက်ကလည်းပြည့်စုံလူနီနီဖြစ်သွားပါတယ်เนาะအဲ့ဒါလေးကိုကျမမိတ်ဆွေတွေကိုပြောပြချင်ပါတယ်ကျမမိတ်ဆွေတွေ manifest ဆိုတာကိုလုပ်ပါရေးပါစိတ်ထဲကနှစ်ကာပါလို့ရှိရင်တော့ရမယ်ဆိုတာလေးကိုအခုကျမရဲ့အတွေ့အကြုံနဲ့ပေါ့နော်ကျမမိတ်ဆွေတွေကိုအခုဒါကျမအကျေတဝင်ပြောပြတာဖြစ်ပါတယ်เนาะစိတ်ထဲမှာရေးချင်တာကိုဖြစ်ချင်တာကိုဒါတကယ်လုပ်ပါเนาะကျမမိတ်ဆွေတွေတကယ်ဖြစ်တယ်ဆိုတာလေးကိုပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်